Ancient Vitality အသင်းကိုဖြုတ်ချပြီးတော့ Semi Final တော့တက်လန်းသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နောက်တစ်ဆင့်မြန်မာအသင်း YG အတွက်နောက်တစ်ဆင့်ကတော့ဖယ်ကွန်ဖိလစ်ပင်းနဲ့ရေကုန်ရေကမ်းဟဲရတော့မှာပဲဖြစ်ပါတယ်အော်လန်မှာတော့စူပါမာကိုတော့တွေ့ဝိုင်းနေမှာမော်စကိုလိုက်ပစ်တာတော့ခံရရပေမဲ့အပြန်ချုပ်ပြီးတော့ပြစ်တယ်ဟာစူပါမာကိုနောက်ဆုံးမှာတေဝိုင်းနေပဲပါဆိုင်ဖဲအဲ့ဆိုရောင်းလိုက်ဖက်ကြီးနဲ့ရှောင်းသွားမလားနိုင်ရမသိပါဘူးဒီဘက်မှာလည်းဘက်လာရစ်လာချုပ်ဖာစာဒမ်မေးလေးနဲ့အီမန်လေးကိုလည်းပြန်ဆုံးသက်ထားရနေပဲဘိုးလေးနှစ်ကောင်သူ trade ကို trade ဆိုလဲတန်ပါတယ်ဘရိုကြီးတို့ဖိလစ်ပင်းအနေနဲ့ထပ်ထိုးအောင်မယ်နဲ့တူတယ်ဖိလစ်ပင်းအနေနဲ့တွေ့ဦးမှာဖိလစ်ပင်းတွေကိုနိုင်မှတတ်တော်မှာနော် Vitality ဆိုလွယ်လောက်တယ်နော်အဲ့ဖယ်ကွန်ဖိလစ်ပင်းဆိုရင်နည်းနည်းရုံးရမှာကျွန်တော်မြန်မာအသင်းကဖိလစ်ပင်းအနေနဲ့ထပ်ပြီးတော့ထိုးပွဲတွေတော့ဖြစ်အောင်မယ်ညီကိုတို့တော့မေဂါရှီပွင့်တော့ပွင့်သွားရင်ပဲအော်လန်မှာတော့ဟန်နာပြီးသူနောက်လည်းဘယ်သူမှတော့ကတ်လို့မရအောင်ဆိုတော့သဘောပေါက်တယ်နောက်တော့ wave တွေထပ်ဝင်လာအောင်မှာအော်လန်မှာ crit away ဂျန်နီနဲ့မဖန်နီကေဘဆွဲနိုင်ရအောင်တော့ကာထိုင်းမှာမကွန်စီတွေပါဖြောင်းတော့မဖဲတာ air strike စူပါမာကိုရသေးတဲ့ချောင်းကြီးကွန်းတို့ဝင်နေဘာမှမဖြစ်ဘူးဟန်နာပြီးနောက်မှလည်း forbidden juice လေးနဲ့ချုပ်ထိုင်းမှာဒီတော့ဝဲကကောင်းကိုထွေးတော့တာမစတန်မြန်ဘူးရှိုးကန်ဘာဖြစ်နေရလဲလို့လို့ဒီဘက်မေဂါနဲ့လည်းစတန်လို့ရတဲ့ကိစ္စအောင်နော်ဒီကောင်တော်တော်ဆိုးနေတာ purify လေးတော့အနည်းဆုံးရမယ်ငါပြောချင်တာတည်းမလားလိုက်ရရင်တော့မဆိုးဘူးလေဒီလော့အရေးကြီးတယ်ညီကိုတို့ vitality ဒီလော့ရမှာဖြစ်မယ်ဗျမရရင်တော့ fair go ဖိလစ်ပင်းပွဲစဉ်ကိုတော့တခါတည်းပဲနိုင်ယူရဖို့တော့များနေတော့ရှိုးကန်ဘယ်လာရီပေါတင်ညိုတော်တော်နာနေပြီမော့စကိုစပီယာဝင်းပြဝိုင်းဘိုးဘာဟန်နာပြီးထိုင်ပြစ်နေတာ fair air strike ထောက်ထားတယ်လိုက်ဒဘက်ကီဖန်နီကေပဲကတ်စုံဒီကြားမှာရှိုးကန်မှာတက်သေးသွားနေပဲပါဆယ်မိုရီနိုဘာရှော့ဒဘက်ကီပဲဖန်နီနဲ့တူအမန်တကောင်နဲ့ပဲမော့စကိုရုံးနေခဲ့ပေမဲ့မရလို့တော့ညီကိုတို့9ကောင်ကြီးပြေးတက်လာတဲ့နေတာတခု Vitality သူတို့ရဲ့ MSC ဂျာနီယာဒီမှာနေမဲ့ပြီးဆုံးခဲ့ပြီလားဖယ်ကွန်ဖိလစ်ပင်း9ကောင်လုံး stay line နဲ့နောက်ဆုံး free way တွေနဲ့တူတလုံးလေးပြေးဖို့ feather air strike နဲ့ MM မှာတက်သွားနေတယ်9ကောင်လုံးတင်း white out မှာဖြစ်သွားရင်တော့မကြီးဖယ်ကွန်ဖိလစ်ပင်း Ancient Vitality အသင်းကိုဖြုတ်ချပြီးတော့ semi final တော့တက်လန်းသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်တအားကောင်းတာတအားကောင်းတာကိုင်ဖန်ကြီးရောက်နော်အဲ့လောက်ကြီးကောင်းလားလို့ကျွန်တော်တို့ရဲ့နောက်တစ်ဆင့်မြန်မာအသင်း YG အတွက်နောက်တစ်ဆင့်ကတော့ဖယ်ကွန်ဖိလစ်ပင်းနဲ့ရေကုန်ရေကမ်းဟဲရတော့မှာပဲဖြစ်ပါတယ်